နဲ့ငါတို့ကရှင်းတယ်မင်းတို့ရုပ်သားဖိုင်နေငါတို့ဘယ်အရာမှ review လည်းမလုပ်ဘူးကိုယ့်လို့ကိုပဲလုပ်တယ်သတင်းတစ်ပုဒ်ကိုကိုယ်တိုင်ဖန်တီးတယ်ကိုယ်တိုင်လုပ်တယ်မဟုတ်ပါဘူးအဲ့ဒီမှာရှင်းထိုင်းရကောင်တယ်တော့မဟုတ်ဘူးကျွန်တော်တို့ဟာတွေတောင်ပြက်မြောက်ပြက်နဲ့လုပ်နေတာစီဝါချနေတာအဲ့တော့နောက်ဆိုတခုပြောချင်တာကအဲ့တော့မင်းတို့မိသားစုစောင်းနေအတွက်ငါလည်းအထောက်ပံ့ပေးရတယ်ငါတို့သားဖိုင်နေမင်းတို့တင်တယ်အဲ့ရတဲ့ပတ်စံတွေရတယ်ဒေါ်လာတွေရတယ်မင်းရုပ်ကိုမင်းပြန်ကြည့်အောင်မင်းရုပ်ကဒေါ်လာနဲ့တန်တဲ့ရုပ်လားလို့နော်မင်းရုပ်ကဒေါ်လာလည်းမဝင်ဘူးဘတ်လည်းမဝင်ဘူးကြားလားနော်ကြက်လည်းမပြေးတဲ့ရုပ်ကိုရုပ်ကိုပြန်ကြည့်အောင်ဘလူးရုပ်ပေါက်လေမင်းရုပ်ကိုတင်ပြီးတော့မှငါတို့ကဒေါ်လာစားစရာစောက်ကြောင်းလည်းမရှိဘူးငါတို့မှငါတို့လုံးနဲ့ငါတို့မင်းတို့ကပြည်သူကိုဂျင်းထဲ့တယ်တည်င်းအမှားတွေထဲ့လို့ငါတို့ကခွေးမောင်းတယ်လို့မောင်းနေရတာကြားလားမင်းတော်ကမင်းတို့အပားရဲ့ဟာကိုမင်းတို့ထမင်းနှက်မှန်တာမဟုတ်လားမင်းတို့မိသားစုတွေထမင်းနှက်မှန်တာမဟုတ်လားမင်းတို့အပားရဲ့ဟာယူမလေပြီးတော့မင်းတို့ရှေ့တန်းကမင်းတို့ရဲ့တာလေးတွေရှော့သွားတဲ့ဗီဒီယိုဖိုင်တွေပါတွေကိုတည်င်းတွေလိုက်ယူပြီးတော့မှမင်းတို့တွေမင်းတို့မိသားစုထမင်းနှက်မှန်တာမဟုတ်လားငါတို့စောက်လုံးနေငါတို့မင်းတို့တည်င်းမှားတွေတင်လို့ငါတို့ခွေးမောင်းတယ်လို့မောင်းနေတာကြားလားမင်းတို့စောက်ရုပ်မင်းတို့ပြန်ကြည့်ရင်ဒေါ်လာနဲ့တန်လို့လားလို့နော်မင်းတို့အပသားတွေစကားတွေပြောလိုက်လို့ဆိုရင်စောက်ကြည့်နေမိုးပေါ်ကမစင်းဘူးလှုပ်လိုက်ရင်စောက်တလွဲတွေပဲကြားလားဒီရုပ်ကဒေါ်လာသားရုပ်ပေါ့လေဒေါ်လာနဲ့တန်တဲ့ရုပ်ပေါ့လေမင်းရုပ်ကိုမင်းမှန်တဲ့တေချာပြန်ကြည့်နဲ့ငါတို့ကရှင်းတယ်မင်းတို့ရုပ်သားဖိုင်နေငါတို့ဘယ်အရာမှ review လည်းမလုပ်ဘူးကိုယ့်လို့ကိုပဲလုပ်တယ်သတင်းတစ်ပုဒ်ကိုကိုယ်တိုင်ဖန်တီးတယ်ကိုယ်တိုင်လုပ်တယ်မဟုတ်ပါဘူးအဲ့ဒီမှာရှင်းထိုင်းရကောင်တယ်တော့မဟုတ်ဘူးကျွန်တော်တို့ဟာတွေတောင်ပြက်မြောက်ပြက်နဲ့လုပ်နေတာစီဝါချနေတာအဲ့တော့နောက်ဆိုတခုပြောချင်တာကအဲ့တော့မင်းတို့မိသားစုစောင်းနေအတွက်ငါလည်းအထောက်ပံ့ပေးရတယ်ငါတို့သားဖိုင်နေမင်းတို့တင်တယ်အဲ့ရတဲ့ပတ်စံတွေရတယ်ဒေါ်လာတွေရတယ်မင်းရုပ်ကိုမင်းပြန်ကြည့်အောင်မင်းရုပ်ကဒေါ်လာနဲ့တန်တဲ့ရုပ်လားလို့နော်မင်းရုပ်ကဒေါ်လာလည်းမဝင်ဘူးဘတ်လည်းမဝင်ဘူးကြားလားနော်ကြက်လည်းမပြေးတဲ့ရုပ်ကိုရုပ်ကိုပြန်ကြည့်အောင်ဘလူးရုပ်ပေါက်လေမင်းရုပ်ကိုတင်ပြီးတော့မှငါတို့ကဒေါ်လာစားစရာစောက်ကြောင်းလည်းမရှိဘူးငါတို့မှငါတို့လုံးနဲ့ငါတို့မင်းတို့ကပြည်သူကိုဂျင်းထဲ့တယ်တည်င်းအမှားတွေထဲ့လို့ငါတို့ကခွေးမောင်းတယ်လို့မောင်းနေရတာကြားလားမင်းတော်ကမင်းတို့အပားရဲ့ဟာကိုမင်းတို့ထမင်းနှက်မှန်တာမဟုတ်လားမင်းတို့မိသားစုတွေထမင်းနှက်မှန်တာမဟုတ်လားမင်းတို့အပားရဲ့ဟာယူမလေပြီးတော့မင်းတို့ရှေ့တန်းကမင်းတို့ရဲ့တာလေးတွေရှော့သွားတဲ့ဗီဒီယိုဖိုင်တွေပါတွေကိုတည်င်းတွေလိုက်ယူပြီးတော့မှမင်းတို့တွေမင်းတို့မိသားစုထမင်းနှက်မှန်တာမဟုတ်လားငါတို့စောက်လုံးနေငါတို့မင်းတို့တည်င်းမှားတွေတင်လို့ငါတို့ခွေးမောင်းတယ်လို့မောင်းနေတာကြားလားမင်းတို့စောက်ရုပ်မင်းတို့ပြန်ကြည့်ရင်ဒေါ်လာနဲ့တန်လို့လားလို့နော်မင်းတို့အပသားတွေစကားတွေပြောလိုက်လို့ဆိုရင်စောက်ကြည့်နေမိုး